ကျွန်တော်ဒီတန်တိုင်းတွေရဲ့နောက်ွယ်မှာနေ့ရက်တိုင်းနောင်နာတွေနဲ့ပြတ်သန်းနေရတယ်အခုကျွန်တော်ကိုကြည့်ရင်ရာဇဝတ်သားတယောက်လိုပဲနေကြမှာဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျွန်တော်ဘဝဟာဒီလိုမဟုတ်ခဲ့ပါဘူးအရင်ကကျွန်တော်ကရုံးမှာအလုပ်အကျိုးစားဆုံးအားလုံးကယုံကြည်ရတဲ့ဝန်ထမ်းကောင်းတယောက်ဖြစ်ခဲ့ပါတယ်နှစ်တိုင်းလည်းအကောင်းဆုံးဝန်ထမ်းစုကိုရခဲ့တဲ့သူပေါ့အဲ့ဒီအချိန်တွေကကျွန်တော်အတွက်တကယ်ကိုဂုဏ်ယူဝါဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်အရာအားလုံးဟာပျော်သဘောနဲ့စားဆုံးမိတဲ့ online game လေးတစ်ခုကနေစခဲ့တာပါ I'm here looking at you all. နိုင်လေးပို့လို့ခြင်းလေးရှုံးလေးပြန်လို့ခြင်းလေးနဲ့နောက်ဆုံးမှာကျွန်တော်ရဲ့အသိစိတ်တွေဟာလောင်စာ application ရဲ့ဖျားယောင်းမှုတွေအောက်မှာပျောက်ဆုံးသွားခဲ့ပါတယ်အကျွေးတွေပတ်ချလဲဝိုင်းလာတဲ့အခါမှာတော့ကျွန်တော်မိုက်မဲစွာနဲ့ကုမ္ပဏီရဲ့ငွေတွေကိုပါအလွဲသုံးစားလုပ်ပြီးတဲ့အထိလောဘတက်ခဲ့ပြီပါတယ်အဲ့ဒီညကယူမိလိုက်တဲ့ပတ်စံတွေကကျွန်တော်ဘဝမှာဘယ်တော့မှဖြတ်လို့မရတော့တဲ့အမဲဆက်ကြီးဖြစ်သွားခဲ့ပြီအခုအဲ့ဒီလောဘရဲ့အကျိုးဆက်ကိုကျွန်တော်ခံစားနေရပါတယ်ခဏတာလောဘကြောင့်အလုပ်လဲပြုတ်ဂုံသိက္ခာလည်းကျဆင်းခဲ့ပါတယ်ဒါကြောင့်လောင်မစားဆိုတာအနိုင်မရှိတဲ့ကစားပွဲကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့ယူသားမှုနဲ့ဂုံသိက္ခာတွေကိုခဏတာဖြစ်လာတဲ့လောဘနဲ့မလဲလိုက်ပါဘူးဒီလိုပညာပေးဗီဒီယိုတွေကိုယ်တိုင်ဖန်တီးတတ်ချင်တယ်ဆိုရင်တော့ Amis AI Studio ရဲ့ Professional AI Creator Class Buff ကိုပဲစီးရင်သွားလိုက်ပါ